ဘောလုံးဝါသနာရှင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျပရီးမီးယားလိထိပ်သီးကလပ်တွေရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ကတော့ Aston Villa ရဲ့တိုက်စစ်ကစားသမား Morgan Roger ကိုခေါ်ယူဖို့ Arsenal, Man City နဲ့ Chelsea အသင်းကြီး၃သင်းကြားမှာအပြိုင်ဆိုင်ပြင်းထန်နေပါတယ်အသက်23နှစ်အရွယ်အင်္ဂလန်ကျယ်ဝင်းဟာယူရိုတန်း100ဝန်းကျင်တန်ကြေးသတ်မှတ်ခံရပြီးအသင်းကြီးတစ်သင်းစီပြောင်းရွှေ့ဖို့မီးစိမ်းပြလိုက်ပြီလို့သိရပါတယ် Arsenal ကဘယ်တော်မှန်တိုက်စစ်အတွက်အဆင့်မြင့်တင်မှုမျက်စိကျနေတယ်လို့ Man City ကလည်းဘာနန်ဒိုဆေးဘာရဲ့နေရာမှာအစားထိုးဖို့၎င်းတို့အကယ်ဒမီထွက်ကစားသမားဟောင်းကိုပြန်ခေါ်ချင်နေတာပါ Chelsea အသင်းကလည်း၎င်းတို့ရဲ့စီမံကိန်းအတွက် Roger ကိုအမိရခေါ်ယူဖို့အနောက်ကနေအပြင်းထန်လိုက်နေပါတယ်ဆက်လက်ပြီးချန်ပီယံ Arsenal သတင်းကိုကြည့်အောင်ပါတူရကီကလပ်ဘက်စစ်တဲ့အသင်းက Arsenal တိုက်စစ်မှုလီယန်ဒိုထရော့ဇက်ကိုခေါ်ယူဖို့ကမ်းလှမ်းမှုအကြီးအကျယ်ပြုလုပ်တော့မယ်လို့သတင်းထွက်နေပါတယ်အာတီတာကထရော့ဇက်ကိုသဘောကျပြီးမာတီနယ်လီကိုပို့ပြီးရောင်းထုတ်ရှင်နေတယ်လို့လည်းသိရပါတယ်ဒါအပြင် Arsenal က Leicester City ရဲ့အသက်16နှစ်အရွယ်ပါရမီရှင်လူငယ်ကစားသမားလေးဂျာမီမွန်ဂါကိုခေါ်ယူဖို့နှုတ်ကတိသဘောတူညီမှုရရှိဖို့အလွန်နီးစပ်နေပြီဖြစ်လို့ဒါဟာအနာဂတ်အတွက်အားဖြည့်မှုတစ်ခုဖြစ်လာပါလိမ့်မယ်နောက်ထပ်စိတ်ဝင်စားစရာသတင်းကတော့ Michael Carrick ရဲ့ Manchester United သတင်းပါ United ကလူငယ်ဘယ်နောက်ခံလူတဦးကိုခေါ်ယူဖို့အဓိကပြစ်မှတ်ထားနေပြီး Newcastle က Lewis Hall ကိုနံပါတ်1ပြစ်မှတ်အဖြစ်သတ်မှတ်ထားပါတယ်ဒါပေမဲ့ Newcastle ကပေါင်တန်း60ကျော်တောင်းဆိုထားလို့အရှားပြစ်မှတ်တွေဖြစ်တဲ့ Frankfurt က Nathaniel Brown နဲ့ Barcelona အသင်းက Alejandro Baldi တို့ကိုလည်းဆွေးနွေးမှုတွေပြုလုပ်နေပါတယ်တိုက်စစ်ပိုင်းမှာတော့ Zazida အသင်းကနေထွက်ခွာခဲ့ရင် Brentford မှာခြေစွမ်းပြပြီးဟာလန်ပြီးရင်ဒုတိယမြောက်သွင်းကိုအများဆုံးဖြစ်ခဲ့တဲ့ Brazil တိုက်စစ်မှု Igor Thiago ကိုပေါင်တန်း80ဝန်းကျင်နဲ့အံ့အားသင့်ဖွယ်ခေါ်ယူဖို့ Ryder Jason Wickock ကအထူးချွင်းချက်အနေနဲ့စဉ်းစားနေပါတယ်ဒါအပြင် Everton က Iliman Ndiaye ကိုလည်းစိတ်ဝင်စားနေပေမဲ့ Everton ဘက်ကပေါင်69တန်းထိဈေးခေါ်ထားပါတယ်နောက်ဆုံးသတင်းအနေနဲ့ကတော့အာနက်စလော့နေရာမှာနီးပြသစ်အဖြစ်နှစ်နှစ်စာချုပ်နဲ့ရောက်ရှိလာတဲ့နီးပြအန်တိုနီယိုအီရာအိုလာရဲ့လီဗာပူးအကြောင်းပါအီရာအိုလာကအသင်းကိုအကြီးအကျယ်အပြောင်းလဲလုပ်ဖို့ပြင်ဆင်နေပြီးကစားသမား9ဦးအထိရောင်းထုတ်ဖို့စဉ်းစားနေပါတယ်၎င်းတို့ထဲမှာကာဒစ်ဂျုံမကာလက်စတာဖရာဒီဂိုချီဇာတို့ပါဝင်နေပါတယ်ဒါအပြင်တိုက်စစ်မှုကိုဒီဂပ်ဘိုကလည်းနီးပြဟောင်းစလော့မရှိတော့တဲ့အတွက်အသင်းကနေထွက်ခွာခွင့်တောင်းဆိုတော့မယ်လို့သတင်းထွက်ပေါ်ထားပါတယ်ဘုံမောင်ရဲ့လူငယ်ကျယ်ဝင့်အီလန်ဂျူနီယာခရူပီကိုအီရာအိုလာကခေါ်ချင်ပေမဲ့ဘုံမောင်ဘက်ကလုံးဝမယောင်းဘူးလို့တင်းကန်ထားပါတယ်ဟုတ်ကဲ့ပါဒါကတော့နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ